ခုဆိုရင် fashion designer လောကထဲမှာသုံးမတစ်ယောက်ရှိနေပါပြီ။သူ့ရဲ့နေရောင်ထိုင်ပုံအပြင်ပိုင်းတွင်ပြင်နေတာဆိုရင်လည်းတခြားသူတွေနဲ့မတူပဲကွဲထွက်နေပြီးသုံးမဆက်စစ်တစ်ယောက်ဖြစ်တယ်ဆိုတာတေချာတယ်လို့အားလုံးကပြောနေကြပါပြီ။ဒါအပြင်ဒေသခံတွေရဲ့ပြောကြားချက်အရဒီဇိုင်နာလောကမှာအောင်မြင်မှုတွေရဖို့အတွက်လက်ဆိုးတွေနဲ့လည်းအပေးအယူတွေလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။အခုဆိုရင်သူမရဲ့အောင်မြင်မှုတွေကဆိုရင်ထိမ့်မနိုင်တိမ်မရလောက်အောင်ကိုအောင်မြင်မှုတွေရရှိနေပါပြီ။သူမကဘာတူလဲဆိုတော့Alright guys ဒီခါတော့ငါတို့ fashion လောကရဲ့အထူးဆန်းဆုံးဇာတ်ကောင်တစ်ယောက်ကြောင်းပြောကြမယ်ဆိုတော့အခုငါပြင်ဆင်ထားတဲ့ပုံစံကိုကြည့်ပြီးတော့တချို့လူတွေကတော့ဘာတူလဲဆိုတာကိုခန့်မှန်းမိကြလိမ့်မယ်ဟုတ်တယ်သူ့နာမည်ကမီရှယ်လာမီတဲ့ Okay ငါမင်းတို့ကိုပြပေးမယ်မင်းတို့ဒီဖွားကြီးကို TikTok မှာတွေ့ဘူးကြမှာပါဖြေသွားတွေနဲ့ပြီးတော့ဒီလိုမျိုးလက်ချောင်းအမဲရောင်နေနဲ့ပြီးတော့နဖူးမှလည်းဒီလိုမျိုးအမဲရောင်မြင်းကြောင်တစ်ကြောင်နဲ့လူတွေကသူမကိုသုံးမလို့ခေါ်ကြတယ်။နဆိုးတွေနဲ့လည်းဆက်သွယ်ရလို့တော့ပြောကြတယ်။ငါလည်းပထမဆုံးချိန်မြင်တော့ကတော့ဒီဖွားကြီးကဘာကောင်ကြီးလဲဟာလို့ပဲငါလည်းတွေးမိတယ်။ဒါပေမဲ့ဒီတစ်ခါတော့ငါဒီအကြောင်းကိုနက်နဲ့သွားလေ့လာကြည့်ခဲ့တယ်။ပြီးတော့ငါသိလိုက်ရတဲ့အရာကငါကိုယ်တိုင်ကိုဝေါအံ့ဩသွားစေခဲ့တယ်။ဒီဗီဒီယိုမှာမီရှယ်လာမီရဲ့တတူးတွေအကြောင်းကိုသိထားရမယ့်ချက်၄ချက်နဲ့မင်းတို့ကရှင်းပြပေးမယ်။ပြီးရင်နတ်ဆိုးနဲ့ပတ်သက်တဲ့အထင်မြင်တွေကလည်းဘာတွေလဲဆိုတာငါတို့သွားကြည့်ကြမယ် Alright so let's get into it ဒီတော့ငါတို့အရင်ဆုံးခီးသွားကြမယ်ဘယ်ကိုလဲဆိုတော့ပြင်သစ်ကနေမြောက်အာဖရိကမော်ရိုကိုနိုင်ငံမှာရှိတဲ့အတလက်တောင်တန်းနေစီကိုအဲ့ဒီမှာဘာလူမျိုးတွေနေထိုင်တယ်ဒါပေမဲ့သူတို့ကတော့အမာဇစ်လူမျိုးတွေလို့ခေါ်ကြတယ်အဓိပ္ပာယ်ကလွတ်လပ်သူများတဲ့ဘာဆိုတာကသူတို့လူမျိုးမဟုတ်တဲ့တခြားအပြင်လူကသူတို့ကိုနှိမ်တဲ့အနေနဲ့ခေါ်တာပေါ့အဓိပ္ပာယ်ကတော့ကွာ very Latin စကားလုံး barbaros ကနေဆင်းသက်လာတဲ့လူရိုင်းလို့အဓိပ္ပာယ်ရတယ် for example it seems like nigger ဒီဖွားကြီးတွေမျက်နှာကိုကြည့်လိုက်တက်တူးတွေနဲ့ပြည့်နေတယ်ဒါပေမဲ့ဒါကအလှစေုံတသက်မဟုတ်ဘူးဒီတက်တူးတွေကသူတို့ရဲ့မျိုးနွယ်စုအမတ်ကသူတို့ရဲ့ဘဝဇာတ်ကြောင့်ကံမကောင်းမှုတွေကနေကာကွယ်တဲ့အကာအကွယ်အဆောင်အယောင်ဩဇာလွှမ်းမိုးမှုနဲ့အမျိုးမျိုးသောကုသခြင်းတွေအတွက်ယုံကြည်ချက်တွေဖြစ်တယ်။ဒါဆိုငါတို့တတူးတင်ကြီးကလေးတွေလည်းတစ်ချက်လောက်ကြည့်ကြည့်အောင်။စက်ဝိုင်းတွေကစက်ကြဝဠာနဲ့လာနဲ့နေစိန်ပုံကအလှပနဲ့သွက်လက်မှုအဆက်လေးတွေကအိမ်ပြည်ငြိမ်မှုနဲ့လုံခြုံမှုတွေကိုကိုးစားပြုတယ်။ဒီလိုပဲစဉ်းစားကြည့်ပါဦးငါတို့အခုဖြစ်မှာတတူးထိုးရဲဆိုတာကအလှအတွက် fashion အတွက်ဒီလောက်ပဲဒါပေမဲ့ဘာမျိုးသမီးတွေအတွက်ကြတော့ဒါကသူတို့ရဲ့ ID card သူတို့ရဲ့ဘဝမှတ်တမ်းသူတို့ရဲ့အကာအကွယ်တွေပဲငါတခုတွေးမိတာကငါတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအမှတ်သားတွေကကောငါတို့ရဲ့ဇလန်းတွေကိုဘယ်လိုပေါ်ပြနေလဲပေါ့ခုမင်းတို့ငါ့ကိုဘယ်လိုမြင်လဲဒီမှာဒါကဒီမှာထားသွားတော့ငါဆိုတော့မီရှဲကဒီဘာလူမျိုးတွေနဲ့ဘယ်လိုတွေ့ဆုံခဲ့တာလဲဆိုတာကိုပြောပြမယ်မီရှဲအသက်18လောက်မှာပထမအဆုံးကျရင်တူနီးရှားနိုင်ငံကိုခီးထွက်ခဲ့တယ်မီရှဲကဒီတူနီးရှားနိုင်ငံရဲ့ဈေးထဲမှာရှောက်လည်နေတော့ဘာအဖွားကိုတယောက်ကိုလိုက်ရတယ်ဒီဖွားကိုရဲ့မျက်နှာကမီရှဲရဲ့စိတ်ကိုလုံးဝကြောင်းလိုက်သွားစေတယ်မီရှဲကိုယ်တိုင်ကဒီလိုပြောခုတယ်အရေးအကြောင်းနေနဲ့အတိုက်တွေကကျမကိုဘယ်တော့မှစိတ်ပူပန်မှုမပေးပါဘူးတဲ့ဒီဖိုက်တန်းကနေစပြီးမီရှဲကလည်းဒီမရဲ့ကိုယ်ပိုင်ဇာတ်လမ်းကိုသူ့ရဲ့အရေးပြားပေါ်မှာရေးဖို့ပုံပြတ်လိုက်တယ်ဒါပေမဲ့ဒီမှာသိထားရမယ့်ချက်ကမီရှဲကဘာလူမျိုးမဟုတ်ဘူးเนาะမီရှဲကပြင်သစ်လူမျိုးဒါကြောင့်ဒါက cultural appropriation လားဆိုတဲ့လေကောင်းတစ်ခုကပေါ်လာတယ်ဒါအမြင်ပြောရရင်တော့ဒါက cultural appropriation ဟုတ်ပဲနဲ့ cultural appreciation ဒီယဉ်ကျေးမှုကိုလေးစားတယ်ဂုဏ်ပြုတယ်မူရင်းယဉ်ကျေးမှုကို credit ပေးပြီးတော့မှသူ့ခံယူချက်တွေနဲ့ပြန်ပေါင်းဆက်ပြီးတော့သူ့ရဲ့ကံလိုက်တာကိုဖန်တီးထားတယ်လို့ငါကတော့မြင်တယ်။ငါတယောက်တည်းဒီလိုမြင်တာတော့လည်းမဟုတ်ပါဘူး။အားလုံးကြီးပါပဲ။ဆိုတော့တခြားသူတွေပုံစံကိုကြီးချတာမျိုးမဟုတ်ပဲကိုယ့်ရဲ့စိတ်ဝင်စားမှုကိုယ့်ရဲ့ဇာတ်လမ်းနဲ့ဘယ်လိုပြန်ပေါင်းဆက်ရမလဲဆိုတာကငါတို့ personal brand တည်ဆောက်တဲ့အခါမှာလည်းအရင်ကြီးကြည့်တယ်။ခ
အခုငါတို့မီရှဲရဲ့နဖူးကမြင်းချောင်းလေးအကြောင်းကိုပြောကြည့်အောင်ဒီမှာဒီလိုမြင်းချောင်းလေးဒီမြင်းချောင်းလေးကလွန်ခဲ့တဲ့နှစ်40လောက်ကလေးကမီရှဲရဲ့နဖူးပေါ်မှာရှိလာခဲ့တာဒါပေမဲ့ဒီတူနီးရှားနိုင်ငံကြီးစဉ်အပြီးမှာမီရှဲရဲ့အသက်20 21လောက်ကနေစပြီးတော့ဒီမြင်းချောင်းလေးကိုအိုင်းလိုက်တာနဲ့ဆွဲလေးတော့ရှိတယ်ဒီမြင်းချောင်းလေးကိုမီရှဲရဲ့အသက်40လောက်မှစပြီးတော့တတူးဖြစ်ထိုးခဲ့တာပေါ့တတူးထိုးခဲ့တယ်ဆိုပေမဲ့လည်းဒီတတူးကပေးတာကြောင့်လားအယောင်သိမ့်မထွက်တာကြောင့်လားတော့မသိဘူးသူအခုချိန်ကြီးတော့ eyeliner နဲ့ဆွဲနေတော့မယ်လို့သိရတယ် What the fuck bro တချို့ကဒါကိုနဆိုးတွေနဲ့ဆက်သွယ်တဲ့အရာလို့ထင်ကြတယ်ဒါပေမဲ့မီရှဲကိုယ်တိုင်ကတော့ဒီလိုပြန်ရှင်းပြထားတယ်ဒါကကျမရဲ့အုံနောက်ကိုမျှချေဖြစ်စေတယ်ကျမကိုမြေကြီးနဲ့ချိတ်ဆက်ပေးတယ်တဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတော့ psychology နဲ့ပတ်သက်ပြီးတော့ရင်းနှီးတဲ့သူတွေဆိုရင်တော့နားလည်လိမ့်မယ်မီရှဲရဲ့စိတ်ကို past မှာကော future မှာကောမဟုတ်ဘဲနဲ့ present လက်ရှိပြစ္ဆုတ်ပံမှာစိတ်ကိုရှိနေအောင်လုပ်တဲ့နည်းလမ်းတစ်မျိုးပေါ့စိတ်ကလက်ရှိပြစ္ဆုတ်ပံမှာရှိနေတဲ့အခါမှာအတွေးတွေလွန်ပြီးတော့ပဝန်းကျင်ကိုဘာမှသတိမထားမိတာမျိုးတွေမဖြစ်တော့ဘဲနဲ့ကိုယ့်ရဲ့ခြေထောက်ကမြေကြီးနဲ့ထိနေတဲ့ခံစားချက်ကစအကုန်လုံးကိုသတိထားမိနေတာမျိုးကကိုယ့်ရဲ့စိတ်ကလက်ရှိပြစ္ဆုတ်ပံမှာရှိနေပြီးတော့ဒါကိုမြေကြီးနဲ့ချိတ်ဆက်ပေးတယ်လို့ပြောတာချို့လူတွေကတော့ meditation လုပ်တာတို့ yoga လုပ်တာတို့လုပ်ကြတယ်ဒီထဲမှာထူးခြားစွာနဲ့ဒီရှဲကတော့နှစ်ဖူးမှာဒီငင်းချောင်းလေးကိုဆွဲထားတယ်ဆိုတော့ဒါကအုံနောက်အတွက် grounding လုပ်တဲ့သဘောပေါ့ငါတို့ဖုန်းတွေ charger တက်တယ်လို့မျိုးမီရှဲကတော့သူ့ရဲ့အုံနောက်ကိုနေတိုင်း charger တက်တယ်ပေါ့ဒီနေရာမှာငါတို့သင်ခန်းစာယူစရာတစ်ခုရှိတယ်တခါတလေငါတို့ကကိုယ့်ကိုယ်ဗဟိုပြုဖို့မြေကြီးနဲ့ချိတ်ဆက်ဖို့မလုပ်ကြလဲ meditation လား yoga လားမီရှဲကကြတော့ဒီနှစ်ဖူးကမြင်းချောင်းလေးတစ်ချောင်းနဲ့ဆင်ပြေသွားတယ်ကိုယ့်အတွက်ဘာကအလုပ်ဖြစ်မလဲဆိုတာရှာဖွေဖို့အရေးကြီးတယ်ငါလည်းဒီနှစ်ဖူးကမြင်းချောင်းလေးကိုအမြဲဆွဲဖြစ်သွားလောက်တယ်အခုမီရှဲရဲ့အကျော်ကြားဆုံးဒီလက်ချောင်းတွေအကြောင်းပြောရအောင်မီရှဲရဲ့လက်ချောင်းတွေပေါ်မှာဒီအကွင်းပုံစံမျိုးလေးတွေလဝါကတိုင်သေးသေးလေးတွေအများကြီးထိုးထားတယ်လို့တော့သိရတယ်သူကသူဘောပင်လေးနဲ့ရှောက်ဆွဲပြီးတော့တတူးဆရာကိုထိုးခိုင်းထားတယ်လို့တော့ပြောတယ်နည်းနည်းတော့ကြောင်တယ်နော်။ဘာတီးရတဲ့လောက်ဆိုရင်မီရှဲကတတူးတွေကိုသူ့ရဲ့လက်ချောင်းတွေပေါ်မှာအပြည့်ထိုးဖို့အစီအစဉ်ရှိခဲ့တယ်။ဒါပေမဲ့နာတဲ့တံကိုမခံနိုင်လို့မထိုးဖြစ်ခဲ့ဘူး။ဒါပေမဲ့မီရှဲကအဲ့ဒီအစားဘာလုပ်လဲဆိုတော့ဒီဂျပန်စပင်စိုးစေးဗီဂန်ဆိုတဲ့တစ်စိတ်ကိုတုံးပြီးတော့ဒီလက်ချောင်းတွေကိုမဲနဲ့နေအောင်ဆိုတယ်။မီရှဲတရားကိုဘာတွေလုပ်နေတာ။ဘာလို့လုပ်တာလဲဆိုရင်မီရှဲကဒီလိုပြောတယ်သူ့မှာရှိရဲ့အပြာရောင်မျက်လုံးတွေနဲ့ကလက်ချောင်းနဲ့ရောင်နေနဲ့ light ဖက်ဆုံးအလှတရားပါပဲတဲ့ဒါကဘယ်လောက်ထိ aesthetic compliment ရှိလဲဆိုတာပြောရတော့မလို့တော့ဒါပေမဲ့လည်းဒါကနည်းနည်းတော့ကြောင်တယ်လို့ပဲเนาะငါတို့ကသပင်တွေဆိုးတယ်လက်သေးတွေဆိုးတယ်ဒီရှေ့ကတော့ဒီလက်ချောင်းတွေဆိုးတယ်တစ်ခုခုတော့တစ်ခုခုပဲတချို့လူတွေဆိုရင်ကြည့်ဖူးကြလိမ့်မယ်ဒီ movie တွေထဲမှာဆိုရင်လက်ချောင်းနဲ့ရောင်တွေကို black magic သုံးပြကြတဲ့အဆုံးတွေအနေနဲ့ပေါ်ပြကြတယ်။ဆိုတော့မီရှဲကရောဒီ black magic ကိုအသုံးပြုတဲ့စုံမတစ်ယောက်များဖြစ်နေမလား။ဟုတ်ပြီဒါဆိုငါတို့အခုလူတွေထင်နေကြတဲ့နတ်ဆိုးတွေစုံတွေအကြောင်းပြောကြည့်အောင်။ internet မှာလူတွေကမီရှဲကိုစုံမမောင်ဘက်ကရဟန်းမဆိုပြီးတော့ခေါ်ကြတယ်။တချို့မီရှဲကိုမသိတယ်ဒီကိန်းတချို့ကမီရှဲကိုတွေ့တဲ့အခါလက်ကိုဒီလိုမျိုးလှုပ်ပြီးတော့ဘေးရင်ဟောခိုင်းတဲ့ပုံစံမျိုးတော့လှုပ်တက်ကြတယ်တဲ့။ဒါဆိုလဲဒီလိုလှုပ်မိတော့လေဘာလို့လဲဆိုတော့မီရှဲရဲ့ရုပ်ကိုလည်းကြည့်အောင်ဒီကိစ္စနဲ့ပတ်သက်ပြီးမီရှဲကဗာပြောလဲဆိုတော့အဲ့ဒါမိုက်ရဲတော့ငါသာစုံမတစ်ယောက်ဆိုရင်ဒီကိစ္စတွေအတွက်တစ်ခုခုလုပ်နိုင်မှာပေါ့တဲ့ဒီကိစ္စတွေဆိုတာကဒီကဘာပြဿနာတွေပြောတာဆိုတော့အဓိကအချက်ကတော့ဒီတက်တူးတွေဟာလက်ဆိုးတွေစုံးနေနဲ့ဘာမှမဆိုင်ဘာယဉ်ကျေးမှုကိုလေးစားတယ်ဂုဏ်ပြုတယ် credit ပေးပြီးတော့ကိုယ်ပိုင်ခံယူချက်တွေနဲ့ပြန်လည်ဖော်ပြတယ် that's it ဒီတော့နောက်ဆုံးအနေနဲ့ပြန်ချုပ်ပြောရရင်မီရှဲရဲ့တက်တူးတွေက number 1ဘာယဉ်ကျေးမှုကနေ inspiration ယူထားတယ် number 2ကိုယ်ပိုင်ခံယူချက်တွေနဲ့အတွေ့အကြုံတွေကိုပြန်လည်ဖော်ပြထားတယ် number 3အိုမင်းရင်ရောမှုကိုဂုဏ်ပြုတယ် number 4နတ်ဆိုးတွေစုံးတွေနဲ့ဘာမှမဆိုင်
ဆိုတော့အခုကြည့်နေတဲ့မင်းတို့တွေကငါမှာမေကုန်းတစ်ခုရှိတယ်မင်းတို့ရဲ့ခန္ဓာကိုယ်ပေါ်ကအမှတ်သားတွေဖြစ်တဲ့တတူအမာယုမဲ့ဘာမဆိုပေါ့အဲ့ဒါတွေကမင်းတို့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကိုဘယ်လိုပေါ်ပြနေလဲဘာမှမဟုတ်လူတွေကမင်းရဲ့အသွင်မျိုးကိုမြင်တဲ့အခါမှာဘယ်လိုထင်ကြလဲဒီမေကုန်းလေးကို comment မှာတစ်ချက်လောက်ဖြေခဲ့ပြီငါလည်းမင်းတို့ရဲ့ဇာတ်လမ်းတွေကိုသိချင်တယ်ဆိုတော့ဒီဗီဒီယိုကိုမင်းတို့ကြိုက်ကြမယ်လို့ညွှန်လင်းနေစိုက်တယ်ဆို like လေးပေးနောက်လာမယ့်ဗီဒီယိုတွေအတွက်လည်း follow subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့အောင်အကြံလေးတွေပေးချင်တာတို့ထောက်ပြချင်တာတို့ရှိရင် comment မှာရေးခဲ့ပေးဆိုတော့ဒီနေ့တော့ဒီလောက်ပဲနောက်မှပြန်တွေ့မယ်